ဒီနေ့မနူလေးကတော့ဝတ်သားဟင်းချက်မှာဖြစ်ပါတယ်။ရုံဆုံးချက်သွန်နေချင်းထောင်းထားတာလေးကိုစီတက်မယ်။စီတက်ပြီးရောင်တင်မုံလေးထည့်ပါတယ်။ရောင်တင်မုံထည့်ပြီးရင်တော့အရသာနယ်ထားတဲ့ဝတ်သားလေးတွေကိုထည့်လိုက်ပါတယ်။ထည့်ပြီးတော့အကြာကြီးလုံးပေးရပါမယ်။အကြာကြီးလုံးမှဟင်းအရသာရှိမှဖြစ်ပါတယ်။ကြာလုံးလေးပို့ပြီးတော့ကောင်းလေးပါဟင်းလေးကကျွတ်ကလေးနဲ့ရသာရှိပါတယ်။ကျေးဇူးပါ